နုပညာရှင်တွေကိုလည်းသူတို့ကအမြဲတမ်းလို့ကူညီပေးတာပါဇက်ပိုးတွေဒုက္ခရောက်နေတာမြင်လဲလှမ်းပြီးတော့ကူညီကြတာပါဒီလိုကူညီတာကလူတွေစီကနေချီးကျူးခံကျင်တာကြောင့်မီဒီယာတွေကိုအသေးပေးကကူညီတာမျိုးမဟုတ်ပါဘူးဒုက္ခရောက်နေတာကိုသိတာနဲ့အသေးတွေစီကနေတဆင်လှူပေးလိုက်တာပါသူတို့ကောင်းမှလည်းတင်တာမျိုးမရှိပဲတိတ်တိတ်ဆိတ်သာလှူပေးတာဖြစ်ပါတယ်ပြီးခဲ့တဲ့လပိုင်းမှာလည်းအင်ဒရာကျော်စင်ကသူ့မွေးနေ့အလူးဆိုပြီးတော့ဆေးရုံမှာလည်းစတိုက်ဆိုသလိုသွားလှူခဲ့သေးတာပါအင်ဒရာကျော်စင်တို့ဟာတကယ်ဆင်းရဲကခက်ခဲနေတဲ့သူတွေကိုရွေးချယ်ကလှူပေးတာဖြစ်ပါတယ်အင်ချစ်သူလေးကတောင်ကြီးကိုပြန်လာရင်လည်းလုပ်ငန်းရှင်တထေးတွေအများကြီးကလှူပေးကြအောင်ပါပါအခုဆိုရင်သူတို့မိသားစုလေးအတွက်ကိုပိုင်အိမ်နဲ့နေရဖို့လဲမျှော်လင့်ချက်များစွာရှိလို့နေပါပြီအင်ဒရာကျော်စင်တို့ကနောက်ထပ်ချက်လှူပေးအောင်မလားဆိုတာတော့စောင့်ကြည့်ရမှာပါခုဆိုရင်အင်ဒရာကျော်စင်တို့ကတောင်ကြီးမှာလည်းအိမ်ဝယ်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့တောင်ကြီးမြို့ကအင်ချစ်သူလေးကိုလည်းဆုချပေးတဲ့သဘောဖြစ်ပါတယ်အင်ချစ်သူကိုတက်နိုင်တဲ့ဘက်ကနေကူညီပေးတဲ့ပြည်သူဦးနဲ့အင်ဒရာကျော်စင်အပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်